မင်္ဂလာပါရှင် PSM News ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့အတွက်ပထမဆုံးအနေနဲ့ပါကစ္စတန်နိုင်ငံကရာချီမြို့မှာစစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကြောင့်လုံခြုံရေးတပ်ဖွဲ့ဝင်3ဦးကြာဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရာချီမြို့မှာရှိတဲ့ Sindh Rangers တပ်ဖွဲ့စခန်းတစ်ခုကိုစစ်သွေးကြွတွေကပုံခွဲပြီးတနက်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်3ဦးကြာဆုံးခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုကိုပါကစ္စတန်တာလီဘန်ဖွဲ့ရဲ့နောက်ခံJamaat-ul-Ahrar အဖွဲ့ကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြန်လည်ပစ်ခတ်မှုအတွင်းမှာတိုက်ခိုက်သူ3ဦးကိုလည်းတုံ့ပြန်နိုင်ခဲ့တယ်လို့စစ်တပ်ကပြောပါတယ်။အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးပါကစ္စတန်အစိုးရကပြင်းပြင်းထန်ထန်လက်တုံ့ပြန်မယ်လို့ကြေညာထားပါတယ်။ဒီတိုက်ခိုက်မှုကအာဖဂန်နဲ့ပါကစ္စတန်ကြားကတင်းမာနေတဲ့ဆက်ဆံရေးကိုပိုမိုဆိုးဝါးသွားစေနိုင်တယ်လို့နိုင်ငံတကာရေးရာလေ့လာသူတွေကသုံးသပ်နေကြပါတယ်။တရုတ်နိုင်ငံမှာထိပ်တန်းရာရှိကြီးတွေနဲ့ဗိုလ်ချုပ်ကြီး6ဦးလွှတ်တော်ကိုယ်စားလှယ်ရာထူးကနေရက်စဲခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နိုင်ငံမှာအဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ထိပ်တန်းရာရှိကြီးတွေနဲ့စစ်ဘက်ဆိုင်ရာထိပ်တန်းဗိုလ်ချုပ်ကြီးတွေကိုရာထူးကနေရက်စဲလိုက်ပါတယ်။တရုတ်အစိုးရရဲ့ရှင်ဟွာသတင်းဌာနပြောပြချက်အရစစ်ဘက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်6ဦးဗန်နာရေးဆိုင်ရာတာဝန်ရှိသူဟောင်းလင်းယွန်းစယ်နဲ့ပေါ်လစ်ဗျူရိုအဖွဲ့ဝင်မာရှင်းရွေတို့ကိုအမျိုးသားပြည်သူ့ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ်နေရာတွေကနေရက်စဲလိုက်တာပါဒီဖယ်ရှားမှုတွေအတွက်တိကျတဲ့အကြောင်းရင်းကိုတော့တရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူးဖယ်ရှားခံလိုက်ရသူတွေထဲမှာတရုတ်နိုင်ငံရဲ့လူလိုက်ပါတဲ့အာကာသယာဉ်စီမံကိန်းကိုတာဝန်ယူထားတဲ့ဗိုလ်ချုပ်ကြီးရှူရွက်ကျန်နဲ့ပါဝင်နေပါတယ်သမ္မတရှီကျင့်ဖျင်ရဲ့ဒီအဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုတွင်မှာပဲလွန်ခဲ့တဲ့နှစ်တွေကတည်းကထိပ်တန်းအရာရှိကြီးတွေနဲ့ဗိုလ်ချုပ်ကြီးအများအပြားစုံစမ်းစစ်ဆေးခံရပြီးရာထူးတွေကနေထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်ရှင်။အခုတင်ဆက်ပေးခဲ့တာကတော့ PSM News ရဲ့နိုင်ငံတကာသတင်းစီစဉ်ပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့မိဘပြည်သူပေါင်းကိုကျေးဇူးတင်ရှိပါတယ်ရှင်။ကျွန်မချယ်ရီကိုပါ